EV မော်တော်ဆိုင်ကယ်တက်ဆင်ထုတ်လုပ်တဲ့စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကမော်လမြိုင်မြို့မြင်းနီကုန်းရပ်ကွက် EV မော်တော်ဆိုင်ကယ်တက်ဆင်ထုတ်လုပ်တဲ့စက်ရုံမှာကျင်းပပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းတန်းပြည်နယ်ဝန်ကြီးများ MCM Group မှတာဝန်ရှိသူများ EV မော်တော်ဆိုင်ကယ်တက်ဆင်ထုတ်လုပ်တဲ့စက်ရုံသစ်ကိုဖဲကျိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးစက်ရုံတွင်ရှိ EV မော်တော်ဆိုင်ကယ်များရဲ့တက်ဆင်ထုတ်လုပ်မှုအစဉ်အစဉ်ကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။မွန်ပြည်နယ်တမဝါရမစရင်ရေးစရင်ကိုင်တမွေးပညာသင်တန်းကျောင်းမော်လမြိုင်ရဲ့2026-2029ပညာသင်နှစ်ပထမနှစ်ဒုတိယနှစ်တတိယနှစ်သင်တန်းဖွင့်ပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကတမဝါရမစရင်ရေးစရင်ကိုင်တမွေးပညာသင်တန်းကျောင်းမော်လမြိုင်ကျောင်းခန်းမမှာကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ်ကအမှာစကားပြောကြားပြီးတင်နန်းအတွက်ကျောင်းသုံးစာအုပ်နဲ့စာရေးကိရိယာများပေးအပ်ခဲ့ပါတယ်။အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်ကတမဝါရမစရင်ရေးစရင်ကိုင်တမွေးပညာတင်နန်းပို့ချနေမှုအခြေအနေအားကြည့်ရှုအားပေးခဲ့ပြီးတင်နန်းအတွက်လိုအပ်တာများကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံပြည်ခုံပြည်အဖွဲ့ချုပ်နဲ့မွန်ပြည်နယ်အားကစားနဲ့ကာယပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်တဲ့2026ခုနှစ်မွန်ပြည်နယ် Kid Athletics Train and Trainer Workshop သင်တန်းဖွင့်ပွဲအခမ်းအနားသို့ဒီကနေ့မွန်လွယ်ပိုင်းကမော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမမှာကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ်ကအမှာစကားပြောကြားပြီး Kids Athletics နဲ့ပတ်သက်ပြီးကျောင်းသားကျောင်းသူလေးများမှသရုပ်ပြသခဲ့မှုအားကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။